ရလာလို့မေးလို့ရှိရင်ရတယ်ကလုံးနေရဲ့အတိတ်ပဲကိုသိလားလို့ဆိုတော့ရှင်ရတယ်မြန်မာလိုအတိတ်ပဲတွေရောသိလားရတယ်အဲ့ဆိုဘာလို့စာပုံးဝတ်မှာအမှတ်နေရလဲမတည်ဘူးဆိုဘာလို့စာမွေးတွေမှာဒီ vocabulary အမှတ်နေရလဲစာရရဲ့သားနဲ့ဘာလို့စာမွေးကြရတယ်ဆိုတော့ဒီအခြေတွေအားလုံးကအဓိကကိုကဒီ GMPD စာမွေးအတွက်ဆက်စာချင်း focus အတန်းတက်ကလေးကဒီ level တစ်ခုကိုစားလို့ကလေးကဒီ vocabulary ကိုမြန်မာလိုမှတ်မြန်မာလိုချက်ခတ်တဲ့အလေးအကျင့်နေကြဆိုတော့ကတကယ်လေးလက်တွေ့စမိုးပဲလက်ရောက်ကောဘယ်ဟာဘယ်လိုသုံးရမလဲမသိဘူးဖြစ်တယ်ဆိုတော့အရင်တစ်ခါကလည်းဗီဒီယိုတွေမှာအဲ့အကြောင်းအမြင်နဲ့ရှင်းပြပူပါတယ် level N3 level ရောက်လာတဲ့အချိန်မှာအနေကိုကြောင်း equal သွားသည်အဲ့လိုမျိုးလုပ်လို့မရတော့ဘူးစကလုံးတွေကတစ်လုံးထဲမှာတွေအများကြီးအတိတ်ပဲတွေကရှိတယ်ဆိုတော့အဲ့ဒီအတိတ်ပဲတွေမှတ်ယုံနေမကပဲနဲ့ဒီအသုံးပြုပုံအသုံးပြုနေဒီဝက်ကြရဲ့အလျောက်သူ့ရဲ့စကလုံးရဲ့အတိတ်ပဲကလည်းကွာတက်တယ်ဆိုတော့အဲ့ဒီဟာတွေကိုအထူးကြီးမဆိုင်ပဲနဲ့ vocabulary စာအုပ်ဝယ်လိုက်တယ်ဆရာမပြောတာမှတ်လိုက်တယ်တချို့ဆရာမတွေဆိုလို့ရှိရင်ဒီဟာဆိုလို့ရှိရင်ဒီဟာပဲတခြားဘာမှဒီ detail ကြမပေးဘူးဆိုတော့အဲ့လိုမျိုးဆရာမနဲ့တွေ့လို့ရှိရင်အရန်ဒုက္ခရောက်တယ်မြန်မာလိုဘာသာပြန်ထားတဲ့စာအုပ်တွေပဲချက်တဲ့အခါပိုတိတာတဲ့ပို့ပြီးတော့မတိပဲနဲ့တကယ်စမွေးမှာအဲ့လိုမျိုးဒုက္ခရောက်တာပေါ့နော်မရတာဆိုတော့လည်းမဟုတ်ဘူးသုံးပြုနေမတိတဲ့အချိန်မှာစမွေးလည်းရောက်ကိုကဒီစလုံးကိုတိပေမဲ့ဖြစ်လာတယ်ဆိုတော့တွေးဟာတွေဖြစ်ပြီးမဖြစ်နိုင်တော့ကိုက vocabulary ရပြီးရောမဖြစ်နိုင်တာတွေကအဲ့ဒီအကြောင်းရင်းကြောင့်ဖြစ်တယ်ဆိုတော့ focus အတန်းမှာတွေကဆိုတော့ vocabulary တစ်လုံးရှိရဆိုလို့ရှိရင်ဒီတစ်လုံးမှာတွေကအဓိပ္ပာယ်အများကြီးရှိကြောင်းဆိုတော့ဒီချာရှင်းပြပါတယ်ဆိုတော့အခု exam practice အတန်းမှာလည်းကိုကတော့ဒီဖြေယူတတ်တယ်ဒီဖြေယူရတော့ဟုတ်ပေမဲ့တခြားဖြေတွေရောမသိချင်ဘူးလားတခြားဖြေတွေကတော့ဘာမှားသွားလဲဆိုတော့အကြောင်းပြချက်တွေလည်းဆိုတော့သင်ပေးပါတယ်ဆိုတော့ exam practice အတန်းကိုလာရောက်တက်မယ်ဆိုလို့ရှိရင်ဆိုတော့ကနေပြီးတော့ note တွေလည်းပေးပါတယ်နောက်တစ်ခုကဆိုတော့ exam practice အတန်းကိုတက်ပြီးတော့အောင်မြင်သွားလို့ရှိရင်ဆိုတော့ရဲ့ animation ကနေပြီးတော့ဒီကျောင်းသားကျောင်းသူတွေကိုမြေတားနဲ့ဆောင်အနေနဲ့ကိုယ့်ရဲ့ပုံတူလေးတွေဆွဲပြီးပို့ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်ပြီးတော့မြန်မာငွေ2000 short ဈေးနဲ့လာအပ်လို့ရမှာဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုမှာတင်ဆက်ပေးပါမယ်ရှင်